နှစ်လပိုင်း16ရက်နေ့အတွက်သမကျန်းစာများကိုဒီကဖတ်ရှုကြပါစို့ထွန်မြောက်ရဲ့ကျမ်းခန်းကြီး1ယောဘဝတ္ထုခန်းကြီး16ရှင်မသက်ခရင်ကျမ်းခန်းကြီး28တို့ပဲဖြစ်ပါတယ်ရှေးဥစွာထွန်မြောက်ကျမ်းခန်းကြီး1ကိုဖတ်ကြားလိုပါတယ်ထွန်မြောက်ကျမ်းခန်းကြီး1ခန်းငယ်1မိမိတို့အိမ်သူအိမ်သားပါလျင်ဘာယာကုန်းနှင့်အတူအေဂုတုပြည်သို့ရောက်လာသောဣသလမျိုးသားတို့၏အမိဟုမူကားခန်းငယ်နှင့်ရိုဘင်ရှိမောင်လေဝေယူတာခန်းငယ်3ဣသခါဇာပုလွန်ပြာမိတ်ခန်းငယ်၄ဒန်နတလိကက်အာရှာတီခန်းငယ်ကယာကုပ်မျိုးသားပေါင်းက80တီယောသက်သည်အေဂုတုပြည်၌ရှိနေသည်ခန်းငယ်6ယောသက်နှင့်ကိုများမဆာရထုကာလအမျိုးသားပေါင်းတို့သည်တည်ကြကုန်၏ခန်းငယ်9ဣသရေလမျိုးသားတို့သည်တားကိုဖွား၏အလွန်တိုးပွားများပြားသဖြင့်အလွန်အားကြီး၍တပြည်လုံး၌နှံ့ပြားကြလေ၏ခန်းငယ်ရှင်ထိုနောက်မှအေဂုတုပြည်၌ယောသက်ကိုမတိသောရှင်ဘုရင်တစ်ပေါ်လာ၏ခန်းငယ်ကိုထိုရှင်ဘုရင်ကလည်းဣသရေလမျိုးသားတို့သည်ငါတို့ထက်သာ၍များကြ၏သာ၍အားကြီးကြ၏ခန်းငယ်10လာကြသူတို့ကိုလိမ်မာစွာပြုကြစို့သို့မဟုတ်သူတို့သည်များပြားကြလိမ့်မည်နောက်တစ်ခါဆင်မှုရောက်လည်းငါတို့ရန်သူဘက်သို့ဝင်စား၍ငါတို့ကိုတိုက်သဖြင့်ပြည်တော်တွေကထွက်သွားကြလိမ့်မည်ဟုမိမိလူတို့အားဆိုလေ၏ခန်းငယ်7ထိုကြောင့်အေဂုတုမင်းတို့သည်ကြက်တီးစွာနှိမ့်ဆက်ညင်းဆဲစီခြင်းကအုပ်ချုပ်ခံထားကြ၏ဣသရေလလူတို့သည်ဗန္နာတော်တူထားဖို့ပိတုံမြို့နှင့်ယာမတန်မြို့ကိုတည်ဆောက်ရကြ၏ခန်းငယ်7သို့တော်လည်းနှိမ့်ဆက်ခြင်းကိုခံရသည့်အတိုင်းတိုးပွားများပြားလျက်ရှိကြ၏သူတို့သည်အေဂုတုလူတို့သူတို့ကြောင့်အေဂုတုလူတို့သည်စိတ်ညစ်၍ခန်းငယ်73အလွန်ကြမ်းတမ်းစွာညှင်းဆဲကြ၏ခန်းငယ်14တယုနှင့်အုပ်လို့တော်မှုလဲလို့တော်မှုအမျိုးမျိုး၌ခဲရင်စွာစီခိုင်း၍အလွန်ဆင်းရဲပင်ပန်းစေကြ၏စီခိုင်းလေရာ၌လည်းခဲရင်စွာစီခိုင်းကြ၏ခန်းငယ်15ရှိဖရာနေပူအမည်ရှိသောဟေဘဲဝမ်ဆွမ်းမတို့ကိုအေဂုတုရှင်ဘုရင်ကခန်းငယ်16ဒီနို့သည်ဟေဘဲမိမတို့အားဝမ်းဆွဲလို့ရမွေးဖွားရရ၌စောင့်နေသောအခါယောက်ျားဖြစ်လင်သေးစီမိန်းမဖြစ်လင်အသက်ရှင်စေဟုအမိန့်တော်ရှိ၏ခန်းငယ်19ဝမ်းဆွဲမတို့သည်ဖျားသခင်ကိုကြောက်ရွံ့၍အေဂုတုရှင်ဘုရင်မိန့်တော်မူသည့်အတိုင်းမပြုယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏ခန်းငယ်18အေဂုတုရှင်ဘုရင်သည်လည်းဝမ်းဆွဲမတို့ကိုခေါ်၍သင်တို့သည်အဘယ်ကြောင့်ဤသို့ပြုသနည်းယောက်ျားတို့ကိုအဘယ်ကြောင့်အသက်ချမ်းသာပေးသနည်းဟုမေးစစ်တော်ခန်းငယ်19ဝမ်းဆွဲမတို့ကဟေပြဲမိန်းမတို့သည်အေဂုတုမိန်းမတို့ကဲ့သို့မဟုတ်တန်ဆွမ်းသောကြောင့်ဝမ်းဆွဲမရောက်မိသားကိုဖွာတတ်ကြ၏ဟုပြန်လျှောက်လေ၏ခန်းငယ်20ထို့ကြောင့်ဖျားသခင်သည်ဝမ်း